နေတိုင်းလုံနေကြရွှေရှင်နေအလီချင်းလီတစ်ခုကနေငွေကြီးတန်တာနေတိုးပွာလာနိုင်နေဆိုမျိုးစိတ်ဝင်စားစရာမကောင်းဘူးလားဒီနေ့မှာတော့အဲ့ဒီတော့စွမ်းတက်တယ်လို့ဆိုကြတယ်ထူးခြားရပူဒီစိတ်နေတစ်ခုကြောင့်ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်ပါတယ်ဒီစကားတော်လေးကိုပြင်းထန်တဲ့ကတိစကားတစ်ခုနော်ထားကြရမရှိအောင်ငွေဝင်မဲ့နီးဆိုတာကကြားလိုက်တာနဲ့တင်ဟာဘလူးနီးလက်မျိုးလေဆိုပြီးတီးချင်းစစ်ကိုချက်ချင်းဖြစ်ပေါ်စေတာပဲဒါပေမဲ့ဒီလိုရလက်ကောင်းတွေရဲ့နောက်ကွယ်မှာဘလူးချီကန်သဘောတရားတွေရှိနေမလဲဆိုတာပို့ပြီးတော့ရည်ကြည့်ပါတယ်အဲ့ဒီမှာမြေခွန်းတစ်ခုပေါ်လာပြီဒါကမျက်လက်ပြလိုက်တယ်လို့မျိုးချက်ချင်းလက်ငင်းအကျိုးပေးတဲ့နီလန်းမျိုးလားကောင်းပြီဒီကျင်းစင်ရဲ့တကယ်အနှစ်သာရကဘာလဲချက်ချင်းရလက်ကိုမျောလင်းရမှာလားဒါမှမဟုတ်ပိုနဲ့ရှိုင်းတဲ့အတိတ်ပဲတခုရှိနေသလားဆိုတာကိုစပ်ပြီးကြည့်ကြရအောင်ပါဒီကျင်းစင်နဲ့ပတ်သက်ပြီးပထမဆုံးနားလည်ထားမယ့်အခြေခံမူကတော့ဒါချက်ချင်းပနကဖနီလိုင်းညွန်ဆောင်မဟုတ်ဘူးဆိုတာပါပဲမူရင်းမာကိုကဒါဟာလင်းမြန်တဲ့နီလန်းတစ်ခုမဟုတ်ပဲစိတ်ကိုတင်းငြိမ်အောင်ထားပြီးစီကံတကြကျင့်ကြံရတဲ့အားထုတ်မှုတစ်ခုဖြစ်တယ်လို့အတိအကထားပြီးပြောထားတယ်ပေါ့ဆိုတော့ဒါကိုဥယျာဉ်စိုက်တန်းနဲ့ဥမာပေးလို့ရတယ်ပေါ့မျိုးစေ့လေးစိတ်ကိုဒီနေ့မြေမှာချက်ပြီးမနေ့ဖြန်ကြအတီးရဲ့ဝင်နေမျိုးကိုမျောလင့်လို့မရဘူးလေအဲ့လိုပဲနေ့စဉ်နေ့တိုင်းယုံကြည်မှုပြည့်နဲ့ဆွဲသွဲမင်းမင်းရေလောင်းပေါင်းတင်လို့အားထုတ်သွားမှနောက်ဆုံးမှကြီးမားတဲ့အတီးအပွင့်တွေကိုရရှိစေမယ့်တော့ချက်ထည်တယ်လို့ရှင်းပြထားတာပါပြီးတော့ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိသေးတယ်။မူရင်းမှာဖော်ပြထားတာကတော့ရလာမယ့်အကျိုးကျေးဇူးကလူတစ်ယောက်နဲ့တစ်ယောက်တူချင်မှတူမယ်။ကိုယ့်ရဲ့အတိတ်ဘဝတွေကပြုခဲ့တဲ့ကောင်းမှုမကောင်းမှုအရှင်အဟုန်ဒါကိုကန်လွတ်ခေါ်တာပေါ့။အဲ့ဒီအပေါ်မှာလည်းမူတီးမိုင်းတယ်လို့ဆိုပါတယ်။ဒါမဲ့အရေးကြီးဆုံးကတော့ကိုယ့်အတိတ်ကံဘယ်လိုပဲဖြစ်နေပါစေလက်ရှိမှာယုံကြည်မှုအပြည့်နဲ့နေတိုင်းဆွဲဆွဲမြဲမြဲအားထုတ်နေမှုပါပဲ။ကဲသဘောတရားပိုင်းကိုနားလည်သွားပြီဆိုတော့ဒီကျင့်စဉ်ရဲ့အသက်သွေးကြောဖြစ်တဲ့တကယ်လက်တွေ့ရွတ်ဆိုပွားများရမယ်မန်ထန်ကပါလဲဆိုတာကိုကြည့်ကြရအောင်ပါဒီကျင့်စဉ်မှာရွတ်ဆိုရမယ့်ပါဠိမန်တန်ကတော့ကျွန်တော်တို့နဲ့ယဉ်နီးပြီးသားဖြစ်တဲ့သရဏဂုံတော်မတဲ့တစ်ခုဖြစ်တဲ့ဒုတိယပိဗုဒ္ဓံသရဏင္ကစမီဆိုတာပါပဲတွေ့ဒီဘက်ကတော့နေချင်းမြတ်စွာဘုရားကိုကိုယ်ကွယ်စီကပ်ပါရလို့ဖြစ်ပါတယ်ဟုတ်ပါတယ်ရှုထွေးတဲ့မန်ထရာတွေရှေ့လျားတဲ့ရွတ်ဆိုမှုတွေလုံးဝမဟုတ်ပါဘူးဒီရိုးရှင်းတဲ့စာကြောင်းတစ်ချောင်းတည်းကိုပဲနေ့စဉ်အာယုံစိုက်ပြီးစိတ်နှလုံးထဲမှာဆွဲမြဲနေအောင်ကြင့်ကြံ့ရမှာဖြစ်တယ်လို့မူရင်းမှာကအလေးပေးထားတာပါရိုးရှင်းမှုထဲမှာပဲအစွမ်းရှိနေတာပေါ့ဟုတ်ပြီဒါဆိုရင်ဒီကျင့်စဉ်ကိုနေ့တိုင်းဘလို့လက်တွေ့လှုပ်ဆောင်ရမလဲဆိုတဲ့လိုင်းနာရလွဲကူတဲ့စနစ်ကိုတစ်ခုချင်းစီလေ့လာကြည့်ကြအောင်ဒီကျင့်စဉ်ရဲ့လှုပ်ဆောင်ပုံကတကယ်ကိုလွယ်လွယ်လေးမှာနေ့စဉ်ဘဝထဲမှာအလွယ်တကူထည့်သွင်းတိုင်းတဲ့အဆင့်၄ဆင့်ပဲရှိရဲ့ပထမဆုံးပူရီကိုကင်လိုက်မယ်ပြီးရင်ပူရီစစ်တလုံးချတိုင်းခုနကမန်ထရန်ကိုတစ်ခေါက်ရွတ်မယ်ဒီတိုင်းပဲမနေ့ခင်းမှာတပတ်ညအေးရမဝင်ခင်တပတ်ဒါပါပဲဒီနေရာမှာအဓိကပြောချင်တဲ့အချက်ကတော့နေ့စဉ်မိနစ်အနည်းငယ်လောက်ပဲအချိန်ပေးရတဲ့ဒီရုပ်ရှင်နဲ့လှုပ်ဆောင်မှုလေးဟာအချိန်ကြာလာတာနဲ့အမျှကြီးမားတဲ့သစ်ပင်ကြီးတွေပင်လို့အကျိုးကျေးဇူးတွေတီးပွင့်လာစေနိုင်တဲ့အလားအလာရှိနေတယ်ဆိုတာပါပဲတင်းငယ်တဲ့နေ့စဉ်အားထုတ်မှုလေးကနေကြီးမားတဲ့ပြောင်းလဲမှုကိုဖန်တီးနိုင်စွမ်းရှိတယ်ပေါ့ကဲငွေကြေးတနာတိုးပွားပေါ်ပြန်ဒီကျင်းစဲနောက်ွယ်မှာပို့ပြီးနှဆိုင်တဲ့ရွေးချက်တစ်ခုကိုရှိနေသေးလားအခုအဲ့ဒီအကြောင်းကိုဆက်ပြီးကြည့်လိုက်ကြရအောင်ဒီချက်ကဒီကျင့်စဉ်ရဲ့အနှစ်သာရကိုအကောင်းဆုံးဖော်ပြနေတာပါပဲရိုးဝတ္ထုပိုင်းဆိုင်ရာအချိုးကျေးဇူးတွေကိုခဏဘေးပဲထားလိုက်ရင်တောင်းနေ့စဉ်ဒီလိုစိတ်ကိုအာယုံစိုက်ပြီးကောင်းမှုတစ်ခုကိုပြုလုပ်နေတာကကိုယ့်ရဲ့ဘဝကိုပို့ပြီးအတိတ်ပဲရှိစေတယ်စိတ်ကိုတင်းငိမ်စေတယ်လို့မွေးမှာစိုးထားပါတယ်ဒါဟာကိုပေးတဲ့တန်ဖိုးရှိလက်ဆောင်တစ်ခုလိုပါပဲဒါကြောင့်နောက်ဆုံးအနေနဲ့ဒီမေးခွန်းကြီးကိုအတူတူခံပြီးဆင်ခြင်ကြည့်အောင်ကျော်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေကဆွဲဆောင်မှုရှိတာမှန်ပါတယ်ဒါပေမဲ့နေ့စဉ်ကိုယ့်အတွက်အချိန်ပေးပြီးစိတ်ကိုတည်ငြိမ်အောင်ကြင်ကြံအားထုတ်ခြင်းရဲ့တကယ်တန်ဖို့အစစ်မှန်ကဘာဖြစ်နိုင်မလဲအဖေကတယောက်နဲ့တယောက်တူချင်မှတူမှာပါဒါပေမဲ့စဉ်းစားကြည့်ဖို့တော့တကယ်ကိုတန်ပါတယ်